အရတာမုံနည်းနည်းထည့်မယ်နန်းထည့်လိုက်မယ်ပြီးရင်မာလာရှင်ကိုရသွားပြီစားလို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်